sư Thích Ca Mâu Ni Phật. Kính thưa cộng đồng Phật tử Việt Nam, hôm nay cô đại diện cho cộng đồng Phật tử Việt Nam đến cúng dường chùa của ngài Indachara. Tại ngài cũng là một trong vị giáo thọ tại ITBMU. Chùa ngài tên là Tadi Úc, là chùa thứ 20 ở trong danh sách của mình á. Quận của ngài á là gồm có 70 trung tâm tu học ở nơi đây, và ngài Indachara vô cùng hoan hỷ với những cái thiện pháp cúng dường gạo hợp thời của quý Phật tử Việt Nam. Vì quý Phật tử Việt Nam cũng biết đó, vào cái mùa hạ là ở nơi đây á, trời mưa rất là nhiều nên chư tăng bị khất thực rất là khó khăn, nên cái việc cúng dường gạo vô cùng hợp thời của quý Phật tử Việt Nam để mà hỗ trì cho chư tăng có thể an tâm tu học trong 3 tháng an cư kiết hạ. Và với những cái phước thiện cúng dường gạo ngày hôm nay, ngài Indachara cũng như chư tăng ở nơi đây một cầu hồng ân tam bảo gia hộ cho tất cả quý Phật tử được 5 điều phước báu: sống lâu, sắc tốt, an vui, sức mạnh và trí tuệ. Nguyện cho những cái công đức này cũng là duyên cho tất cả quý Phật tử đạt được đạo quả niết bàn trong ngày hiện tại và vị lai. Nam mô Bổn Sư Thích Ca Mâu Ni Phật. Tantula Didi Sangasa Dema Idano Bonya Nibanasa Pajayo Hodu Idano Yadina Hondu Sukhita Hondu Yadayo Desa Beme Sama Labandu Sadhu Sadhu Sadhu. Dedo Mangaya
ခုသွန်သွန်တော်အလူရှင်ဆရာလေးဒုတိယဝတိယသာသာအလုံးတော်တရားနာပိတာပေါင်းတရားတော်မှာပေါင်းသူတော်ကောင်းတို့အားသာဝမင်္ဂလာသာဝမင်္ဂလာဒီသောခီရောပုဒ္ဒရာအကောင်းဆိုသည်မြမင်္ဂလာဝဝတို့သည်ဘဝတုဘဝန္တုကောင်းစွာမသိဖြစ်တော်မူကြပါစေကုန်သတည်းဒေတော်မမယေရေခုသွန်သံတော်အလူရှင်ဆရာလေးဒုတိယဝတိယသာသာအလုံးတော်တရားနာပိတာပေါင်းမိသားစုပေါင်းသူတော်ကောင်းတို့အားသမ္မာဒေဝတာသမ္မာဒေဝတာနိမိတို့အိမ်မှာစောင့်ကြ၏ဒေတာဘုံတော်နာဒီကြောင့်တိုင်းထဲမှာစောင့်ကြ၏ဒေတာဘုံတော်နာမိမိတို့ခန္ဓာမိမိတို့ကဘာမှာစောင့်ကြ၏ဒေတာဘုံတော်သမာရိဝနတ်မြတ်နာတော်နာပေါင်းတို့အားလည်းပဲလက်ခံသူဆင်းရဲပေရာယမံကင်းပြောက်ချမ်းသာရအောင်ဘုံတော်မသိစောင့်ရှောက်တော်မူကြပါစေကုန်သတည်းဒေတော်မမယနေ့ယခုသွန်သံတော်သူရှင်စာရိတုရိယဝတိသာသာအလုံးတော်အလူရှင်နာဧကနာဧကမမောင်တော်ကောင်းတို့အားသမ္မာဗုဒ္ဓတုဘာဝေနကိင္ဃဝါလူသေတုမကဝိညာပိတိအလုံးစုံသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ဘုံကိုအာယုံပြတော်စေနာကံတို့၏အစွမ်းတတ္တိကြောင့်၎င်းသဗ္ဗဓမ္မတုဘာဝေနမရိရံဘုရိရံနိဗ္ဗာန်တရားတိသောသောဆေဝါတော်တရားတော်မြတ်တို့မြင်တော်ယနေ့ယခုဒီကြောင့်လည်းတရားတော်မူကြကုန်သောသာတော်ရှင်မြတ်တို့ရုပ်ပွားတဲ့ဆရာတော်ပေရတော်တို့၏တဘုတိသောမေတ္တာတော်အနုဝရသံတတိကြောင့်လည်းကောင်းသမ္မာသမ္မာဒုဘာဝေနပရဂဏတရားဝေဒနာတရားသောသောရှိအောင်သောပရမတ္ထအရိယသံဃာတော်များကြီးတို့နှင့်တကွသီလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူကြကုန်သောသမုဒိသံဃာဒေရှင်တော်ရှင်မြတ်တို့နှင့်တကွယနေ့ယခုဒီကြောင့်လည်းတွင်သတင်းတော်မူကြကုန်သောသံဃာတော်ရှင်မြတ်တို့ဆောင်သိအပ်သောသီလကိုသမာဓိကိုပညာကိုလည်းသံဃာတိကြောင့်လည်းကောင်းသရဏိယောနိဗ္ဗာန်လည်းသာမင်းအချင်းကလည်းသူဒီကိုစိတ်နဲ့ပြန်ချမ်းသာချမ်းသာဝန္တာရင်ကြည်ကြကုန်သည်ဒီကာယုကာတရားဓမ္မကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသိဖြစ်တော်မူကြပါစေကုန်သတည်းသာဓုသာဓုသာ